ကိုတော်ကြီးကိုတော်လေးနီကိုရဲဒီနေ့နေ့လည်ခင်းမှာမိုးရောလေပါတဲတဲမဲမဲနဲ့အားရပါရကြီးကိုကြွားပါတယ်မိုးရောလေပါတဲပုံကကျွန်တော်နဲ့လေးလေးချက်ပြားစကားပြောရင်တော့မှအော်ပြောရတဲ့အထိပဲဒါပေမဲ့မိုးကရုတ်တရက်ကြီးထရွာပြီးတဲတဲ့မိုးမျိုးမဟုတ်ပါဘူးမနေ့မိုးလင်းကလေးကကောင်းကင်ဟာခဲသားပပရောင်နဲ့မှိုင်းနေပြီးလေကလည်းငြိမ်နေတယ်မိုးကကောင်းကင်မှာအသေးချာဆင်ပြီးရွာရင်တဲတဲထန်ထန်နဲ့ကြီးကြီးမားမားရွာချနေမယ်ဆိုတာကိုသတိပေးပြီးသားပါကျွန်တော်နေကင်းမှာမြို့ထဲသွားစရာကိစ္စတစ်ခုရှိတယ်ဒါပေမဲ့မိုးစင်ထားပုံကိုကြည့်ပြီးကျွန်တော်မသွားဖြစ်တော့ဘူးကျွန်တော်လေးလေးချက်ပြားကတရဲတာမကြောက်တတ်တာမိုးတဲတဲမဲမဲရွာရင်အရန်ကြောက်တတ်သောကြောင့်သူ့ကိုအိမ်မှာတယောက်တည်းမထားခဲ့ချင်တာရဲ့မိုးတဲတဲကြီးထဲမှာသွားရလာရတဲ့စိတ်ပြက်စရာကောင်းတာကိုမကြုံချင်တာရဲ့ကြောင့်ကျွန်တော်အစီအစဉ်ကိုဖျက်ပစ်လိုက်ရတာပါကိစ္စကလည်းတိတ်အရေးမကြီးလှတာလဲပါတာပေါ့လေအားရပါရရွာချနေတဲ့မိုးထဲမှာတစ်ပင်ကြီးတွေဟာကိုယ်ကနေညှုတ်ကနေဇင်းကနေနှွဲ့ကနေနဲ့ကဘာဦးအစကတိဆန်ကြီးတွေလိုပဲလေးချက်ပြစ်လိုက်ရင်တစ်ကိုင်းကြီးတွေလေဘက်ကိုဆက်ခနဲ့ရင်းသွားပုံကကျိုးကြတော့မလို့ကိုထင်ရတယ်အစိုးဆုံးကတော့အုံးမင်နေပါအုံးမင်ဆိုတာအဖျားပိုင်းကအလေးဆုံးဆိုတော့သူ့တက်တွက်ခါနေပုံကပိုပြီးကြောက်စရာကောင်းပါတယ်ကျွန်တော်နေတဲ့ရက်ွက်ကလည်းအုံးမင်အလွန်ပေါ်တဲ့ရက်ွက်ပါအိမ်တိမ်မှာအနည်းဆုံးအုံးမင်3-4ပင်တော့ရှိတယ်ကျွန်တော်အိမ်မှာက6ပင်ရှိပါတယ်လေအကျန်းမှာပထမအုံးလက်6တွေအုံးသီးမဖြစ်တဲ့အုံးသီးအ6တွေနဲ့အုံးသီးကြောက်တွေလွင့်ကျလာတယ်အဲ့ဒီထက်လေထန်ပြီးမိုးကပိုတဲလာတော့အုံးလက်6နဲ့အုံးသီးစိမ်းတွေပါလွင့်ကျလာတယ်အုံးလက်တစ်ခုကကျွန်တော်အိမ်ရှိကတယ်လီဖုန်းကြိုးပေါ်ကိုပြုတ်ကျပြီးကြိုးပြတ်ထွက်သွားတယ်အုံးသီးတစ်လုံးကကျွန်တော်အိမ်ခေါင်မိုးတပြားပေါ်ကိုကျတယ်။အိုးဖြုံးဆိုတဲ့အတန်လေးနဲ့ပတ်ဝန်းကျင်တစ်ခုလုံးဖြစ်ချင်တာဖြစ်နေကြတာပဲ။ကျွန်တော်လေးဒီချက်ပြားကဗရန်နာမှာရက်နေတဲ့ကျွန်တော်နားကိုကပ်ရက်ရင်းကျွန်တော်လက်မောင်းတေးသေးကလေးကိုကင်ပြီးလာအိမ်ထဲဝင်ရအောင်လို့ခေါ်တယ်။သူကြည့်ရတာတော်တော်ကြောက်နေပုံပဲ။မျက်စိမျက်နှာလဲပြက်လို့နေစမ်းမအောင်ကွာဒါမျိုးကပတ်စံတန်းပေးပြီးကြည့်လို့ရတာမျိုးမဟုတ်ဘူးကွတို့ကဝရန်နာမှာပဲအန်ရယ်မရှိပါဘူးလမ်းပေါ်ကလူတွေသာအန်ရယ်ရှိတာမိမကကြောက်နေမှကျွန်တော်ကတမင်ဟန်ရေးထုတ်ပြီးတက်တိရှိပြနေတာမဟုတ်ပါကျွန်တော်ငငယ်ကလေးကမိုးတဲတဲမဲမဲရွာတာကိုအခုလိုပဲရင်တဖိုးဖိုးနဲ့ငေးကြည့်လေရှိပါတယ်အဲ့ဒီချိန်မှာမီးတွေပြတ်သွားပါတယ်မှန်ကန်တော့ပြတ်တော့မှုပါပဲဒီလိုတဲနေတဲ့မိုးထဲမှာလျှက်စစ်ဓာတ်ရှိနေတဲ့ဓာတ်ကြိုးတွေဟာလမ်းပေါ်မှာတွားနေတဲ့လူတွေအတွက်အန်ရယ်သိပ်များတယ်မဟုတ်လားကျွန်တော်တွေးနေတော့အိမ်ရှိချန်ထဲကအုံးလက်စင်းကြီးတစ်ခုလမ်းမပေါ်ကိုပြုတ်ကျတယ်တော်ပါသေးရဲ့လမ်းမပေါ်မှာလူမရှိပေလို့ဒီလောက်အားနဲ့အင်းနဲ့တဲတဲမဲမဲတနာရီနီးပါးရွာပြီးတာတော့မှကောင်းငင်ကလင်းမလားလေတိုင်နှုံးကလည်းရော့မသွားတော်တော်အင်အားကြီးတဲ့မိုးပဲဟုကျွန်တော်တွေးနေတော့လမ်းပေါ်မှာဈေးသည်တယောက်လာနေတာကိုတွေ့တယ်ဈေးသည်ကမိန်းမကြီးတယောက်ပါအသက်အရွယ်ကကျွန်တော်အမေလောက်ရှိမယ်ဒီလောက်တဲတဲမဲမဲမိုးထဲမှာတနေရာမှာဝင်မခိုးပဲဈေးရောက်နေရတဲ့ဖြစ်ကိုကြည့်ပြီးကျွန်တော်ရင်ထဲနင့်သွားမိတယ်အသက်အရွယ်ကလည်းကြီးလာပြီတကိုယ်လုံးလည်းခိုက်တောအောင်အေးလာပြီသူ့အတန်တစားစားနဲ့အော်နေတာတိတာပဲမဲ့မိုးတန်လေးတန်ကြားထဲမှာသူ့ဘာအော်နေတယ်ဆိုတာမကြားရပါဘူးဒီလောက်မိုးသေးကြီးထဲမှာဒုက္ခပါပဲဟုတ်တယ်ခေါ်လိုက်ပါလားလက်ဘေးနားမှာရက်နေတဲ့လေဒီချက်ပြားကပါဝင်ပြောပါတယ်ကျွန်တော်တို့နှစ်ယောက်သူ့ကိုအသာကြည့်နေကြတယ်။ကံကောင်းကျင်တော့ဈေးတွေကကျွန်တော်တို့အိမ်ရှိတဲ့လမ်းဘက်ကိုချိုးကွေ့ဝင်လာတာကိုတွေ့ရတယ်။လာပါအောင်။ကျွန်တော်ရောလေဒီချက်ပြားပါဗျိုင်းသူအော်မိရပါ။ဒါပေမဲ့သူကမကြားဘူး။လာပါအောင်အတော်လာပါအောင်။ကျွန်တော်တို့နှစ်ယောက်လက်ခုပ်တီးပြီးအတန်ကုန်ဟစ်ကြတော့လဲသူကကြားဟန်မတူ။ကျွန်တော်တို့အိမ်ရှိကိုလွန်သွားပြီးမှမျက်နှာပေါ်ကရေကိုတက်ချရင်းသူတစ်ချက်မော့ကြည့်ပါတယ်။ကျွန်တော်တို့နှစ်ယောက်ဝမ်းသာအားရနဲ့ခေါ်ကြတယ်ကျွန်တော်နဲ့လေဒီချက်ပြားအိမ်အောက်ကိုရောက်သွားတော့ဈေးသည်မိန်းမကြီးကအိမ်ရှိတမန်ကလင်းအဆက်မှာရက်နေတယ်အထဲကိုဝင်အတော့ရပါတယ်ကွယ်အတော့တကူလုံးကရွှဲနေတာရေရီစိုးကုန်မှမယ်ရပါတယ်ဘယ်လောက်ဖိုးယူမှလဲဘာရောင်းတာလဲဟင်လေဒီချက်ပြားရဲ့မရဲတရဲအမေးကြောင့်ဈေးသည်မိန်းမကြီးကနားမလဲသလိုမော့ပြီးကြည့်ပါတယ်စိတ်လေးနည်းနည်းတိုးသွားပုံပါပဲဝိုးကြီးလေကြီးထဲမှာဘာရောင်းမှမသိပဲခေါ်တာကိုနားမလည်ဖြစ်သွားပုံပါပဲဒါပေမဲ့မောင်အုံနှောက်ပါကွယ်မောင်အုံနှောက်ပါလို့လေးသန်းကိုလျှော့ပြီးပြောပါတယ်
ဒီတော့သူ့ရင်ထဲကဖြစ်သွားတဲ့စိတ်ကိုကျွန်တော်ဝင်ရှားရတယ်ကျွန်တော်တို့အတော်ဘာရောက်နေဆိုတာကိုမသိပါဘူးအတော်အော်ရာလဲမကြောက်ဘူးဒီလောက်မိုးကြီးလေကြီးထဲမှာအတော်လမ်းပေါ်ရှောက်နေရတာကိုအနေများလို့လှမ်းခေါ်တာပါကျွန်တော်စကားဆုံးတော့ဈေးတဲ့အတော်ကြီးမော့ကြည့်တဲ့မျက်လုံးကတော်တော်လေးကိုတနာဖို့ကောင်းပါတယ်သူ့နှကန်းတွေကပြာနေပြီသူ့လက်တွေကဖွေးပြီးပဲကြီးရီကုန်လိုက်နေပြီအော်မိုးတဲ့နေပူပူဘယ်ရှောင်လို့ရမလဲကွယ်ဒီဟာရောက်မှအဆင်ပြေမှာဆိုတော့လေကျမတို့ကမော်အုံးတော့ကိုလည်းဝဲမှာပါအတော်လဲခဏနာအောင်လမ်းပေါ်မှာကအုံးသေးတွေကျွေကြအုံးလက်တွေကျိုးကြတစ်ကိုင်းတွေကျိုးကြနေမလို့မိုးဆဲမှသွားပေါ့သူ့ခါဆိုတော့ဘယ်တက်နိုင်မှာတော့ဒီလိုပဲတနေကုန်ရွာနေရင်တော့သွားပါပြီစံဘိုးတော်ရပါမလားမသိဘူးလေဒီချက်ပြားကတခုအစိတ်ပေးရတဲ့မော်အုံးတော့ကို200ဘိုးဝယ်ပါတယ်ပြီးတော့အတော်ကြီးကိုရင်လေးချမ်းပူပူတစ်ခွက်ကိုလည်းတိုက်တယ်ရေဆိုနေတဲ့ထမင်းကိုလဲထားဖို့ထမင်းအဟောင်းတစ်ထည်လဲပေးပါတယ်အတော်ကြီးကတန်တော်နဲ့ကျွန်တော်တို့2ယောက်ကိုကြည့်ရင်တာဓုတွေရောကျမ်းမာချမ်းသာပါစေတွေရောမတောင့်မတမကြောက်မကြတာတွေရောပေးလိုက်တဲ့စုတွေစုံသွားတာပဲမိုးကလည်းတဲတုံးမဲတုံးမလို့ကျွန်တော်တို့လည်းသူ့ရဲ့အုံတို့စီချက်ဆန်းထားတဲ့မော်အုံတော့ကိုရင်နှွေးချမ်းနဲ့မြည်ရင်စကားပြောပြကြတယ်ကျွန်တော်သိရကြားရတာကတာမန်ဆင်းရဲတဲ့မိသားစုအကြောင်းပါပဲဈေးတဲ့တော်ကြီးနာမည်ကဒေါ်စိန်ညွန့်လို့ခေါ်တယ်နေတာကမြစ်တာညွန့်ဘူတာနားမှာတဲ့သူ့မော်အုံတော့ကိုသူကိုယ်တိုင်လုပ်ပြီးရောင်းတာပါသားသမီး3ယောက်သား2ယောက်သမီး1ယောက်ရှိပြီးအားလုံးအိမ်အောင်ကျသွားပါပြီအကြီးဆုံးသားသာသူနဲ့နေပြီးမြေး3ယောက်ရှိပါတယ်သူ့သားကမိန်းမနဲ့ကွဲပြီးစိုက်ကားနင်းတယ်မိန်းမနဲ့ကွဲလို့2နှစ်လောက်ကြာတော့နောက်မိန်းမ1ယောက်ထက်ရလို့ကလေး3ယောက်ကိုအမေနဲ့ထားခဲ့ပြီးနောက်မိန်းမနဲ့လိုက်နေတာတဲ့အကြီးဆုံးမြေးအသက်10နှစ်ကျော်ကဘူတာနာကလက်ဖက်ရည်ဆိုင်မှာစပွဲတို့လှုပ်အငယ်မ2ယောက်ကိုဘေးအိမ်ကိုအပ်ပြီးသူကမော်အုံတော့ရောင်းထွက်ရတာပါဒီဘက်ကိုဒီနေ့မှစလာတာလို့လည်းသိရပါတယ်ဒီဘက်ကိုဒီနေ့မှစလာတာလို့လည်းသိရပါတယ်သူစကားတွေနားထောင်ပြီးတော့ကျွန်တော်လည်းမောသွားတယ်လေဒီဆက်ပြားကလည်းနားထောင်ရင်စေတနာပိုလာပုံရပါတယ်ကော်ဖီတစ်ခွက်တောင်ဖြော်တိုက်လိုက်သေးတယ်ဒေါ်စင်ညွန့်ကမတော့ပြရစေနဲ့လို့3-4ကညင်းပါတယ်ဒါပေမဲ့ကျွန်တော်လေဒီချက်ပြားကအားနာစရာမလိုကြောင်းပြောပြီးအတင်းတိုက်တော့ကော်ဖီပူပူနွေးနွေးကိုမှုတ်ပြီးနှခမ်းကမခွာရမ်းကြိုက်ချလိုက်တာတခါတည်းနဲ့ပြောင်းတာပဲ3 နာရီခွဲလောက်ကြာမှမိုးကဆဲသွားတယ်ဒေါ်စင်ညွန့်လဲလေဒီချက်ပြားရဲ့ထမိန်ကိုရေညှစ်ပြီးခဏလှမ်းထားတဲ့ထမိန်နဲ့ပြန်လဲပြီးထွက်ဖို့ပြင်တယ်ခဏနားလိုက်ရတာရဲ့ရင်သွေးချမ်းနဲ့ကော်ဖီပူပူတောက်လိုက်ရတာရဲ့ကြောင့်သူ့ပုံစံကတော်တော်နေလို့ကောင်းသွားဟန်တူပါတယ်သူ့ဈေးပန်းကိုကောက်ပင့်ပြီးသားနဲ့သမီးရေသွားမယ်နော်လို့နှုတ်ဆက်တော့လေဒီချက်ပြားကကျွန်တော်ကိုကပ်ပြီးစံ4 လုံးလောက်ပါပြီးလိုက်ရမလားလို့မေးပါတယ်ကျွန်တော်ကလည်းခေါင်းညှင်ရပါတယ်စံပြီးတော့ဒေါ်စိန်ညွန့်ကကော်ဖီတုံးကလို့မငင်းတော့ပါဘူးစုတွေထပ်ပေးပြီးဝမ်းသာအားရထွက်သွားပါတယ်ထီသာပေါက်ရင်အဲ့ဒီလိုလူမျိုးတွေကိုအလှလုပ်ချင်တယ်လို့လေဒီချက်ပြားကတူတူပြောပါတယ်ကျွန်တော်ကအဲ့ဒီစိတ်ကူးမှားကြောင်းဝေ2 သိန်းဖို့အလှလုပ်ရင်သူတို့တရက်တက်နဲ့ပဲစားရမှာဖြစ်ကြောင်းအဲ့ဒီ2 သိန်းကိုတယောက်2000စီခေါ်ပေးရင်သူတို့တစ်ခုခုရင်းနှီးပြီးအချင်းကြကြစားနိုင်ကြောင်းရှင်းပြတော့လေဒီချက်ပြားကတိတ်သဘောတူပုံမရပါဘူးအဲ့လိုလဲပေးမယ်အလှလဲလုပ်မယ်လို့လေဒီချက်ပြားကပြောတော့ကျွန်တော်လည်းမပုတ်သေးတဲ့အထင်နဲ့ပတ်သက်ပြီးစကားများရတာကြားရင်လူရည်စရာဖြစ်မှာစိုးတာနဲ့ဘာမှပြန်မပြောတော့ပါဘူးအဲ့ဒီနေ့ကစပြီးဒေါ်စင်ညွန့်ဟာနေတိုင်းလိုလိုကျွန်တော်တို့အိမ်ကိုဝင်ပြီးမော်အုံနောက်ပေးလိရှိပါတယ်မဝယ်ဘူးဆိုလဲအတင်းပေးတတ်တာမဟုတ်လို့ကျွန်တော်တို့ကသူ့မနစ်နာရအောင်100ဘိုးတော့အမြဲဝယ်ရတာပဲအဲ့ဒီတုန်းကညနေပိုင်းကျွန်တော်တို့အိမ်ကိုလာလေတဲ့ဧည့်သည်တော်တော်များများဟာမော်အုံနောက်ကိုအမြဲစားရတတ်ပါတယ်တနေ့တော့ထုံးစံအတိုင်းနေခင်း1 နာရီလောက်မှာလာဆိုတဲ့အတန်ပြုတ်ရင်းဒေါ်စင်ညွန့်ဝင်လာတယ်လေဒီချက်ပြားကထုံးစံအတိုင်းပတ်စံ100ထုတ်ပြီးအောက်ထပ်ကိုဆင်းပါတယ်ကျွန်တော်ကတော့နေ့စဉ်ထုံးစံလိုဖြစ်နေတာမှလို့မဆင်းတော့ပါဘူးအပေါ်မှာပဲစာဆက်ဖတ်နေလိုက်တယ်စကားပြောစံတစ်ခွန်းနှစ်ခွန်းကြားရပြီးနောက်မောင်ကြီးလှုပ်ပါဦးလှုပ်ပါဦးမောင်ကြီးဆိုတဲ့လေဒီချက်ပြားရဲ့အထိတ်လန့်အော်တန်ကိုကြားရတော့ကျွန်တော်ပထမဆုံးကြောင်နေသေးတာမှတ်မိတယ်လှုပ်ပါဦးမောင်ကြီးလှုပ်ပါဦးအောက်ကိုလာပါဦးငယ်တန်းမောင်အော်တဲ့လေဒီချက်ပြားအော်တန်ထက်ကြားရတော့မှကျွန်တော်ကမန်းကရန်အောက်ကိုဆင်းတော့မြင်ရတဲ့မြင်ကွင်းကဘာဖြစ်မှန်းကိုမသိတော့အောင်ပဲဒေါ်စင်ညွန့်ကလေဒီချက်ပြားကိုဖတ်ပြီးချိန်ထိုးနေတယ်ခေါင်းကြီးမော့ပြီးမျက်လုံးကြီးလည်းပြူးလို့ဒေါ်စင်ညွန့်ရဲ့အလေးချိန်ကိုမခံနိုင်တဲ့လေဒီချက်ပြားကသူ့ကိုယ်သူလဲကြမသွားအောင်အတင်းထိန်နေရင်
ကြောက်လန့်တကြားအော်နေတာပါနဘေးမှာလဲမော်အုံနောက်ထည့်ထားတဲ့ပကံကကြကွဲလို့ဒေါ်စင်ညွတ်ဘာဖြစ်တာလဲခမရဘာဖြစ်တာလဲကျွန်တော်အော်ဟစ်ပြီးသွားရင်းကလေဒီချက်ပြားကိုသူ့လက်ကလွတ်အောင်ဆွဲထုတ်တော့ကျွန်တော်တို့3ယောက်ပေါင်းပြီးအကုန်ရင်းထိုးကုန်ကြတာပဲနဘေးနားမှာချထားတဲ့သူ့မော်အုံနောက်ဘန်းကိုကျွန်တော်လည်းတက်နင်းမိတယ်လေဒီချက်ပြားလည်းနင်းမိတယ်ဒေါ်စင်ညွတ်လည်းနင်းမိတာပဲလှုပ်ပါအောင်မောင်ရေလှုပ်ပါအောင်လေဒီချက်ပြားကြောက်ကြောက်လန့်လန့်အော်တန်ကြောင့်ကျွန်တော်ညှာမနေနိုင်တော့ပဲသူ့ကိုအားကုန်စောင့်တွန်းပြီးလေဒီချက်ပြားကိုဆွဲထုတ်လိုက်တော့ဒေါ်စင်ညွတ်အုံနံရံကိုခေါင်းနဲ့တိုက်မိပြီးပြစ်လဲကျသွားတယ်ဘာဖြစ်တာလဲဟဲ့ကောင်ဘာဖြစ်တာလဲမသိဘူးမုတ်ထက်ပေးနေရင်ကခလေးကိုအတင်းဆွဲဖက်ပြီးဒီလိုဖြစ်တာပဲဝယ်ယူပြန်လာလားကျွန်တော်တို့လှမ်းကြည့်တော့ဒေါ်စင်ညွန့်ကလဲရကထပြီးတင်မြင်ခွေထိုင်ကျွန်တော်တို့ကိုหนีရဲနေတဲ့မျက်လုံးကြီးနဲ့ကြည့်ပြီးတဆက်ဆက်တုံနေတယ်ပါဇက်ကလည်းတဘူးဘူးတပဲပဲနဲ့အော်လို့ကြောက်စရာကြီးမောင်ရဲ့ဘာဖြစ်တာလဲဟင်ကျွန်တော်ဒေါ်စင်ညွန့်ပုံစံကိုကြည့်ပြီးတစ်ချက်သွားသတိရတယ်ဟာမျက်ဝင်တာထင်းတယ်ကွသွားဘေးငါလူတွေကိုသွားခေါ်စမ်းလူကြီးမိန်းမတွေခေါ်ခဲ့လေဒီချက်ပြားကကြောက်ကြောက်နဲ့ဒေါ်စင်ညွန့်နဲ့အဝေးကြီးကနေ꿰ပြီးအိမ်ရှိကိုပြေးထွက်သွားတော့ကျွန်တော်ဒေါ်စင်ညွန့်နဲ့ခက်လန်းလန်းကနေမေးရတယ်ဒေါ်စင်ညွန့်ခမရဘာဖြစ်တာလဲဒေါ်စင်ညွန့်ကျွန်တော်ခေါ်တာကိုဒေါ်စင်ညွန့်ကမျက်တောင်နီကြီးနဲ့လှည့်ကြည့်ရင်းမျက်စောင်းထိုးပြီးတစ်ဖက်ကိုလှည့်သွားတော့လေဒီချက်ပြားရဲ့အော်တန်လှမ်းမေးတန်တွေကိုကြားရပြီးခဏချင်းပဲအိမ်ထဲကိုမိန်းမကြီး3ယောက်လောက်ပြေးဝင်လာတယ်အိမ်ဘေးကအသက်50လောက်ရှိတဲ့မမြင့်ကသပင်ကိုဘီးစပတ်ပတ်ရင်းမေးတယ်ဘာဖြစ်တာလဲဘလို့ဖြစ်တာလဲမသိဘူးမုံဝယ်ရင်းနဲ့ဒီလိုဖြစ်တာပဲဟဲ့နှက်ဝင်တာထင်တယ်ဒီလိုပဲအစွဲရှိတဲ့လူကဖြစ်တတ်တယ်ကဲဖဲစမ်းမိမဖယားမိမဘာလို့ရှိပါသလဲဖယားဟေ့စိတ်ဆိုးတယ်ကွာစိတ်ဆိုးတယ်ငါ့ကိုဒီလိုမိတ်ထားတာဒီလိုဆက်ဆံတာတွေကိုစိတ်ဆိုးတယ်ဟေ့တီးခံပေးပါလူငယ်တွေမို့လို့ပါဖယားဘယ်ပုဂ္ဂိုလ်ကြွတယ်ဆိုတာသိပြရစီဖယားဟေ့ကိုတော်ကြီးကိုတော်လေးကွယ်သိရလားသိကြရဲ့လားငါကတော့ချစ်လို့အမြဲစောင့်ရှောက်တယ်ငါကြတော့ဒင်းတို့ကမေ့ထားကြသလားကိုတော်ကြီးကခွင့်လွှတ်ပေးမဲ့ငါကတော့စိတ်ဆိုးတယ်ဟဲ့သိကြရဲ့လားအခုကြွတာကိုတော်လေးလားဖယားပျော်နေပါဖယားလူငယ်တွေဆိုတာအမိုင်မားပါတာအကြိုက်စကားမဆိုတာအပြစ်မယူပါနဲ့ဖယားကျွန်တော်တော်တော်စိတ်ညစ်သွားပြီးဘာလို့ရမှန်းမသိတော့ထူးဆန်းတာကဒေါ်စင်ညွန့်အတန်ကငကိုအတန်တော့မဟုတ်မျက်လုံးအကြည့်ကလည်းခြားခြားလဲနေသလိုပါပဲအေးအပြစ်မယူလို့အတွင်းရန်အပြင်ရန်နဲ့လက်လောကကအစအားတို့စောင့်ရှောက်ခဲ့ကြမဟုတ်လားဟဲ့ပြောကြစမ်းဟဲ့မှန်ပါတယ်ကိုတော်လေးရဲ့တီးခံပါဒေါ်စင်ညွန့်ပုံစံကနဘေးကချောမော့ပြောသူရောက်လာမှပိုပြီးဒေါသကြီးလာသလိုဖြစ်လာတာနဲ့ကျွန်တော်လည်းစိတ်ထဲမှာတော်တော်လေးဒေါသဖြစ်သွားတယ်ကဲတော့နှက်ဝင်တာဆိုလဲခေါ်သွားကြတော့ဗျာကျွန်တော်အိမ်နဲ့ဒါမျိုးတွေဟဲ့သားဒီလိုမပြောရဘူးမောင်ကလည်းတိတ်နေပါလေဒီချက်ပြားကကြောက်ရွံ့နဲ့ကျွန်တော်ကိုတားရင်ဒေါ်စင်ညွန့်ကလေဒီချက်ပြားကိုကြည့်ရင်စနေသမီးကြီးရှေ့တိုးစမ်းကဲလာသမီးရှေ့တိုးလိုက်မကြောက်နဲ့လာဘာမှမဖြစ်ဘူးလာကဲစနေသမီးကိုတော့ကိုအမြဲတမ်းရရမယ်ဟုတ်လားကိုတော်နဲ့ပတ်သက်တဲ့ရိုးရာကိုလည်းထုံးစံအတိုင်းလုပ်ရမယ်အတွင်းရန်အပြင်ရန်နဲ့ဆိုင်ရာအနောက်ဆက်တွေအားလုံးကိုတော်နှစ်ပါးကအနားကကာကွယ်နေတဲ့မှတ်ဟုတ်ပြီလားဟုတ်ကဲ့ပါကဲသမီးများရောငါသားမှာပါအနောက်ဆက်တွေကရှိနေတယ်မယုံကြည်ရဲ့ဗုဒ္ဓဟူသားလဲကိုတော်ကိုနန်းနဲ့ကနားနဲ့ချော့ဒါဆိုရင်ကိုတော်ကတော့ကျင်နေပြီဟုတ်ရဲ့လားဟဲ့စိတ်ချပါကိုတော်လေးရဲ့ဝေးမယူပါနဲ့အေးခွင့်လွတ်ပါတယ်ကွယ်မလိမ္မာတစ်ခါမိုက်ဆိုတော့ဘာအပြည့်ယူလို့ရမလဲကိုတော်ပြောတယ်ကွပြောပါတယ်ကဲပြန်ကြွမယ်ဒေါ်စိန်ညွတ်ကရုံကရင်ဖြစ်ပြီးနောက်လန်ကျသွားတော့အနားကမိန်းမနှစ်ယောက်ကပြည့်ပွေထားကြတယ်သပင်တွေပြေလို့ခြေထောက်မှာမော်အုံနောက်တွေပြေလို့ဟီကနေဟင်းကနေချပြီးတော့ရေဆိုတာနဲ့ရေတစ်ခွက်တိုက်တော့တငုံတောက်ပြီးဒေါ်စိန်ညွတ်မျက်လုံးပြန်ပွင့်လာပါတယ်ဘာဖြစ်တာလဲဟင်ဘာဖြစ်တာလဲမုတ်တုထထမ်းပြီးမေးတဲ့မေးခွန်းကိုဘေးအိမ်ကရောက်လာတဲ့မိန်းမတွေကဝိုင်းဖြေကြပါတယ်ဘေဘီကိုကြည့်တော့မှောက်တာမှောက်လွင့်တာလွင့်နဲ့ခြေထောက်တွေနဲ့တက်နှင်းထားပြီးသားမော်အုံနောက်ဘန်းကိုတွေ့တော့ဒေါ်စိန်ညွန့်မျက်နှာပြက်သွားတယ်ပြီးတော့ကျွန်တော်မျက်နှာကိုလည်းသဘောပေါက်ပုံရပါတယ်စိတ်မဆိုးပါနဲ့သားရဲ့အတော်ကအစွဲရှိတော့တ
တခါဒီလိုပဲဝင်တက်လို့ပါဒါနဲ့ကိုတော်လေးကဘာပြောသွားမလို့ဒေါ်စင်ညွန့်ခမရပြန်တော့နောက်တစ်ခါကျုပ်ကမခေါ်ဘဲနဲ့အိမ်ထဲကိုလုံးဝဝင်မလာနဲ့တော့မောင်ကလည်းအဲ့လိုမပြောပါနဲ့ဟဲ့သူခမရလဲဖြစ်ချင်လို့ဖြစ်ရတာမှမဟုတ်ပဲဒေါ်စင်ညွန့်ကတခေါမှပြန်မပြောပဲပြန်ကျဲနေသည့်သူ့ပစ္စည်းတွေကိုသာတိတ်တဆိတ်ကောက်နေတာမြင်ရတော့ကျွန်တော်စိတ်ထဲမှာမကောင်းဒီနေ့သူဈေးရောင်းလို့ရတော့မည်မဟုတ်ကျွန်တော်ဘာမှမပြောတော့ပဲအိမ်မော်တက်ပြီးပတ်စံ1500ယူပေးရင်ဒေါ်စင်ညွန့်ကိုလေးစံအေးအေးနဲ့ပဲထိမ့်ပြီးပြောပါတယ်ရော့ဒေါ်စင်ညွန့်မုံအတွက်1500ယူသွားနောက်ကျွန်တော်မခေါ်ဘဲနဲ့အိမ်ထဲကိုလုံးဝမဝင်ပါနဲ့တော့ထိုကိစ္စကိုအမှန်လားဘာလားကျွန်တော်ဘာမှဆက်မတွေးဖြစ်ပေမဲ့ဒီချက်ပြားကတော့ကျွန်တော်သဘောကိုမလွန်ဆန်ရဲလို့ဘာမှထွေထွေထူးထူးမလုပ်ပါဒါပေမဲ့ကျွန်တော်တို့နှစ်ယောက်အမြဲလုပ်ရတာတခုတော့ရှိပါတယ်နေ့စဉ်အိမ်ရှိကဖြတ်ပြီးမုံအုံနောက်စားကြအောင်မလားအတန်ကိုကြားရရင်ကျွန်တော်တို့နှစ်ယောက်စလုံးဝရန်နာကနေအိမ်ထဲကိုဝင်ကြတာပါပဲပြန်ခေါ်အောင်မလားဆိုတော့တနာကြည့်ရင်အိမ်ရှိကအော်သွားသောဒေါ်စင်ညွန့်ကိုအားနာနေလို့ဖြစ်ပါတယ်ခင်ဗျာ